โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှဆိုရင်တော့ဗျာကျွန်တော်ကြိုက်တဲ့ဟိုလေးကိုကျွန်တော်အိမ်မှာဟောနော်ရှိမရှိရှာကြည့်ပါဗျာအခုလောဆယ်ဗီဒီယိုထဲမှာရှာကြည့်โอเคဗီဒီယိုထဲမှာရှာတော့ကတော့ကျွန်တော်နေဗီဒီယိုထဲမှာရှာနေပါလို့ကျွန်တော်ဗီဒီယိုထဲမှာရှာတာအနွေးရန်တစ်ထည်ပဲတွေ့ရဗျာဟိုဒီမတွေ့ကျွန်တော်နေအနွေးရန်တစ်ထည်တွေ့ရဗျာနော်နွေးရံမတွေ့ပါအိုင်နွေးရံပြောင်းမယ်ဆိုဂျိုင်းပြမဟုတ်ဂျိုင်းပြတာမဖြစ်အနွေးရံပူဒီကိုကျွန်တော်ခေါင်းစတော့မှာသူကလေးတုံးပေါ့ကျွန်တော်အဲ့မှာပြနာနေပူဒီကပြတွေ့ရမှာနော်အိုင်နွေးရံလေးထည့်တော့တွေ့ရပါအိုင်နွေးရံလေးထည့်တော့တွေ့တယ်တော်လေးတော့ဒီဇိုင်းပိုင်းကတော့မိုက်တယ်သူကဒီဇိုင်းပိုင်းကတော့မိုက်တယ်တော့မဟုတ်သူကယူရှင်းဒီဇိုင်းပိုင်းကဒီဇိုင်းပိုင်းကတော့ယူရှင်းတယ်သူ့ရဲ့အလုပ်ကိုစိတ်โอเคကျွန်တော်ဒီနွေးတန်လေးဝေးပြမယ်โอเคတစ်ချက်လိုက်ကြည့်လိုက်ကျွန်တော်လည်းလိုက်လာဆိုဒါတော့ကြည့်ပါမယ်ကျွန်တော်လည်းလိုက်မလိုက်ဘူးတော့ကြည့်ကြည့်ယူဒီအသားလေးကဝေးရတာတော်တော်လေးကောင်းတယ်အသားလေးကလည်းကောင်းတယ်ဟိုဒီလို့တော့မခေါ်ဘူးအသားလေးကတော်တော်လေးမိုက်နွေးရံလေးမိုက်တယ်အားလုံးပဲမမ်းမယ်